တို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Sakura School Simulator ရဲ့မှာကျွန်တော်ဘယ်လိုမျိုး Blade Man လောက်ရမလဲဆိုတာရှင်းပြပါမှာလေးပါကာတာနာမည်ပြောပါပါကျွန်တော်ကာတာနာချင်းစောမဲပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကနည်းနည်းတော့ဆင်နေဒါပေမဲ့ဗာလေကာတာနာနဲ့ခက်တယ်ဗျကျွန်တော်ချင်းစောမဲလုပ်ရမယ်ဒီဆိုမှဒီနားမှာတက်ချက်ကကတော့နာမဒီနား School Uniform ဆမ်းမှာဟုတ်တယ်အားယူကျွန်တော်ပြောမယ်နော် School Uniform ဆမ်းမှာဘယ်ရောက်ရောကျွန်တော်တို့ကမှတွေ့ဝင်တော့ဒီမှာဒါလေးဝတ်ပေးလိုက်မယ်။အဲ့ဆိုတော့ရပါပြီကျွန်တော်တို့ချင်းစောမဲရတော့မှာခဏနေ။အဲ့ဆိုခိန်းနဲ့ဝင်လိုက်ကြလို့ကဲကျွန်တော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ခိန်းနဲ့ဝင်သွားပါပြီ။အဲ့ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီလိုမျိုးဆိုတော့ဒီမီနူးဆိုတဲ့ဟာလေးတော့ဝင်လိုက်ပါတော့ဒီမီနူးဆိုတဲ့ဟာလေး။ဟောလို့ရှိရင်ဒီ cover edit ထဲကိုဝင်လိုက်ဒီတော့ပြီဆိုလို့ရှိရင်ဒီ Blazer School အနေနဲ့ကျွန်တော်တို့ခေါင်းနဲ့ထည့်ပြမှာဒီလိုမဟုတ်ဘူးကျွန်တော်ဒီလိုမျိုးလောက်ထားပြီးဆိုလို့ရှိရင်ကျွန်တော်ရှေ့သွားလိုက်ဟဲ့လူမျိုးလေးလောက်လိုက်ပါတော့ကျွန်တော်လူမျိုးလောက်ပြီးသွားရှိလို့ရှိရင်ဒီဘင်းနောက်ကိုတိုးပြလိုက်အစနော်ရောက်ပြီးကျွန်တော်တခါတလေဝနဲ့လူမျိုးခက်တာလေးရှိတယ်အဲ့လိုခက်ပြီးဆိုလို့ရှိရင်လူမျိုးလေးလောက်လိုက်ရင်ရပါပြီအဲ့ဆိုလို့ရှိရင်ဟိုရှိတိုးချင်တဲ့လူတွေဒီလိုလောက်လိုက်လို့ရပါတယ်ကျွန်တော်တို့ဟောလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးဒီကောင်ကိုဒီလိုမျိုးအပေါ်ညောက်ပေးလိုက်rightဆိုလို့ရှိရင်ဒီလိုဒီလိုကျပေးလိုက်ပါတော့ကျွန်တော်တို့ဒီလိုရည်ဆိုလို့ရှိရင်ကျွန်တော်ချင်းစောမဲရတော့ပါမယ်ရန်ဒါကြတော့ဝတ်သွားကြီးရပါပြီဟိုက်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုလုပ်လိုက်ပါကျွန်တော်ဒီလိုမျိုးလုပ်ပြီးသွားပြီအဲ့လိုဆိုတော့ချင်းစောမဲခေါင်းအားဟာလေးရပြီပေါ့နော်ကြည့်ရတာစကူးနေတော့ဒီလိုမျိုးလုပ်လိုက်ပါဟောနော်ဒီလိုမျိုးဆွဲပေးလိုက်ကျွန်တော်ပြီးရဲ့အထိကျွန်တော်အတစ်လုပ်လိုက်ပါမယ်ကျွန်တော်တို့မျိုးရဝိုင်းဆိုရင်တော့ကျွန်တော်ရပါပြီကျွန်တော်တို့လက်တရားရလွယ်ကြကျွန်တော်ဘောနော်ဒီမျိုးလောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cover edit ထဲဘောနော်ကျွန်တော်ခုနကလောက်ထားတဲ့ထဲပဲပြန်ဝင်မဟုတ်ရင် accessory ကိုသူ့ခေါင်းထဲထည့်ပေးလိုက်ပေါ့တော့ရပါပြီဒီလိုမျိုးစပင်ကအဲ့လိုမျိုးထည့်နေတာကိုဒီလိုမျိုးလေးကွယ်ပေးလိုက်ဘောနော်ကျွန်တော်ဒီလိုမျိုးလေးရပါပြီအဲ့ဆိုတော့ရပြီကျွန်တော်အနောက်ကိုစုပ်ပေးလိုက်ဟဲ့ဘောညောက်ပေးလိုက်
နောက်ဆုံးလိုက်ဒါဆိုတော့ကျွန်တော်တို့ရပါပြီဘာဆိုလို့ရှိရင်ကျွန်တော်တို့ကသူကတော့ကျွန်တော်ကြီးဖြစ်နေဆိုလို့ရှိရင်မကြိုက်ဘူးအဲ့လိုဆိုလို့ရှိရင်သူ့ခေါင်းကိုဒီလိုမျိုးရှော့ပေးလိုက်ဟောရင်ညောက်ပေးလိုက်ပေါ့နော်အဲ့တော့အောက်ကိုချလိုက်ပြောရရင်သူအိမ်ထဲဝင်လိုက်ပေါ့နော်ကျွန်တော်သူ့အိမ်ထဲကိုဘာလို့ရှိရင်သူ့ရဲ့သပင်းကာလာကိုချင်းရမှာလဲကျွန်တော်တို့ကသပင်းကာလာဟဲကိုကြတော့ကျွန်တော်တို့အဲ့လိုမျိုးကြီးကွာမမောက်ကြီးဖြစ်နေဆိုဒီကေလေးပဲထားတာဒီကေလေးထားပြီးဆိုတော့ဒီကေလေးပြန်ရောက်လာကေလေးထားပြီးဆိုဒီကေလေးပြန်ရောက်လာအဲ့ဆိုတော့ရကျွန်တော်ဒီခုနကတော့ပထမကေကိုပြန်ရောက်လာအဲ့ဆိုတော့ဒီမျိုးလေးဟိုပါကြီးအဲ့ဆိုရှင်းမျိုးရှိလိုက်ပေါ့နော်အဲ့ဆိုရပြီဒါနဲ့ချင်းစောမဲခေါင်းပိုင်းရပါကြီးအဲ့ဒါကိုထပ်ပြီးတော့အပေါ်ညောက်ချင်သေးရဆိုလို့ရှိရင်လုံးမျိုးညောက်လိုက်ရမယ်ကြော်လိုက်မယ်ဆိုတော့ရပါပြီကျွန်တော်လက်ကတော့လွယ်ပါတယ်လက်ကဒီဟွာရဲဝင်လိုက်ပေါ့နော်ကျွန်တော်ပြီးရင်ပါဇက်လောက်အောင်ပါဆိုလက်ကဒီ item တွေကဒီ smartphone ဆိုတဲ့ဟာလေးကိုကန်လိုက်ဟိုရင် response ဒီ step post ဆိုတာလေးကိုလုပ်လိုက်ဟိုရင်လိုမျိုးလုပ်လိုက်ပေါ့နော်ကျွန်တော်အောက်ကိုရွှေ့လိုက်ထပ်ပြီးတော့သူလက်ထဲလိုက်ပေါ့နော်ဟာတော့ဒီလိုမျိုးလေးထည့်လိုက်ပါပြီထည့်သွားပြီဆိုလို့ရှိရင်ထပ်ပြီးတော့ရှည်ပေးလိုက်ပါရာဒီလိုမျိုးလေးထည့်သွားပြီဆိုတော့သူ့ရဲ့လက်ဖြိုသွားပြီဒီလောက်ထိရှည်လိုက်တော့ပေါ့နော်တိုးချင်တယ်ဆိုတော့ဒီလောက်ထိတိုးလို့ရပါတယ်။ Why ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ left hand ထဲမှာလည်းဒီမှာကျွန်တော်တို့ smartphone ဆိုတာရှိသေးတယ်ကျွန်တော်ဒီ smartphone ကိုနှိပ်လိုက်ကျွန်တော် smartphone ကသူကလည်းဘဲဘဲညာဘဲနှလုံးရှိရနော်ကျွန်တော်ဒါလည်း solution တော့ရပြီလိုမျိုးလေးသူ့လုပ်ပေးလိုက်ဟောလို့ရှိရင်ကျွန်တော်ရပါပြီဒီလိုမျိုးလုပ်ပြီးတော့ပြီးဟောဒီလိုမျိုးနည်းနည်းလုပ်ပေးရမယ်အဲ့ဆိုရင်တော့ရပါပြီကျွန်တော်ချင်းစောမန်းရရှိသွားပြီကျွန်တော်ပါဇက်လေးပဲလုပ်ဖို့ကြံတော့ပါဇက်ကတော့တော်တော်များများမလုပ်ရကြပါဘူးကျွန်တော်ကတော့ပါဇက်လုပ်ပြလိုက်ပါမယ်ဟို mask ထဲမှာဒီ fox ဆိုတာလေးဝယ်ပေးလိုက်ပါမယ်ဟောလို့ရှိရင်အဲ့ fox ဆိုတာလေးကိုဒီလိုမျိုးလေးလုပ်လိုက်လိုရပြီဆိုလို့ရှိရင်ကျွန်တော်လိုထပ်ချိုင်မိလိုက်အဲဆိုဒီလိုပါဇက်ပုံစံဖြစ်သွားပြီဆိုလို့ရှိရင်နောက်ပြောင်းလိုက်ပါရတယ်လိုပါဇက်ပုံစံဖြစ်သွားပြီဆိုလို့ရှိရင်ပါဇက်နားရအောင်လုပ်လိုက်ပါအဲဆိုတော့ရပါပြီကျွန်တော်ချိန်စောမယ်ကျွန်တော်ကတော့ဒီမှာဗလဲကျွန်တော်ကတော့ဒီကောက်မီလောက်နေလို့ငါလုပ်ပြပါမယ်အားလုံးပဲကြည့်ရှုပေးရတဲ့ကြောင့်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ချင်းလုံးမဲ့ဟာတူလာတော့မတူဘူးเนาะကျွန်တော်လုပ်တဲ့တလောက်လုပ်ထားတာပါကျွန်တော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကြည့်ပေးရတဲ့ကြောင့်ဘိုင်ဘိုင်